ကဘာပေါ်တွင်အလှပဆုံးမြင်းမျိုးစိတ်9မျိုးကိုဖော်ပြပေးလိုက်ပါတယ်။နံပါတ်9မာဝါရီမြင်းအိန္ဒိယနိုင်ငံမှဖြစ်ပြီးထူးခြားသောပုံသဏ္ဍာန်ရှိကနားရွက်များမှာအတွင်းဘက်သို့ကွေးနေပြီးထိပ်ဖျားနီးပါးချိတ်မိနေတတ်သောတွက်လက်တဲ့ဆင်းမြင်းမျိုးဖြစ်ပါတယ်။နံပါတ်6ဖရီစီယန်မြင်းနယ်သာလန်နိုင်ငံမှဖြစ်ပြီးခြေလန်းကျဲကျဲဖြင့်အရှိန်အဟုန်ပြင်းပြင်းသွားလာတတ်ကအမဲရောင်အမွေးရင်လှပသောလက်ဆံမွေးနှင့်အမွေးထူသောခြေထောက်များရှိပါတယ်။နံပါတ်5အန်ဒါလူစီယန်မြင်းစပိန်နိုင်ငံမှဖြစ်ပြီးရှေးရခင်ကဘရင်များနှင့်စစ်ပွဲများအတွက်မွေးမြူခဲ့ကလေပင်ကွေးညွတ်မှုကြွက်သားတောင့်တင်းမှုနှင့်ထိန်းချုပ်နိုင်စွမ်းကောင်းသောလှုပ်ရှားမှုများရှိပါတယ်။နံပါတ်4အာရေဗီးယားမြင်းအရှေ့လေပိုင်းမှဖြစ်ပြီးကမ္ဘာပေါ်တွင်တက်တန်းအရင်ဆုံးမြင်းမျိုးစိတ်တစ်မျိုးဖြစ်ကမျက်နှာပုံစံအမောက်တင်ထားသောအမီးနှင့်တက်ရက်သောကိုဟန်တို့ဖြင့်ထင်ရှားပါတယ်။နံပါတ်3ချစ်ပစီဗန်နာမြင်း United Kingdom မှဖြစ်ပြီးပုံမြင်တဲ့ကကဲ့သို့လှပကလဲဆံမွေးထူတဲ့ပြီးအမွေးထူသောခြေထောက်များနှင့်အဆက်ပြောက်ပုံစံအမွေးရည်များပိုင်ဆိုင်ထားပါတယ်။နံပါတ်2 Nest Trapper မြင်းဒိန်းမတ်နိုင်ငံမှဖြစ်ပြီးကြားတိတ်ကဲ့သို့အဆက်ပြောက်ကိုစီပါရှိကြသဖြင့်ကမ္ဘာပေါ်တွင်အမြင့်ဆန်းဆုံးနှင့်ထင်ရှားဆုံးမြင်းမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။နံပါတ်1အာခါတေကီမြင်းTurkmenistan နိုင်ငံမှဖြစ်ပြီးထူးခြားစွာအလင်းပြန်တက်သောအမွေးအင်ကြောင့်ရွှေရောင်တောက်နေသဖြင့်ရွှေရောင်မြင်းဟုလည်းခေါ်ဆိုကြပါတယ်။